မင်းတို့အားလုံးမှာရောဘယ်တော့မှမေ့လို့မရတဲ့အချစ်ဦးဆိုတာရှိလားဒီနေ့မှာတော့ထိုင်းကားတွေထဲမှာလူကြိုက်အများဆုံးနဲ့ရင်ထဲကိုအထီးဆုံးဖြစ်တဲ့ Crazy Little Thing Called Love ကို recap လုပ်ပေးသွားမှာပါဒါဟာရုပ်ဆိုးမလီတယောက်ကနေလှပတဲ့မင်းကလေးတယောက်ဖြစ်လာအောင်အချစ်ကဘယ်လိုတွေပြောင်းလဲပေးနိုင်လဲဆိုတာပြသသွားတဲ့စကားလေးပါပဲဇလန်းရဲ့အစမှာတော့နမ်ဟာတာမန်ရုပ်ရည်ရှိတဲ့ကိုရန်ကျောင်းသူလီပါသူဟာအเจ้าမှာနာမည်ကြီးပြီးအားလုံးရဲ့အသေးဆွဲဖြစ်တဲ့စီနီယံအကိုကြီးရှုံးကိုတစ်ဖက်သက်ချစ်နေမိပါတယ်။နမ်နဲ့သူ့သူငယ်ချင်းတွေဟာအချစ်ကိုရရှိစေမဲ့နီးလိုင်း90ဆိုတဲ့စာအုပ်ကိုသုံးပြီးရှုံးရဲ့အာယုံစိုက်မှုကိုရဖို့အမျိုးမျိုးစူးစမ်းကြပါတော့တယ်။အချင်းတွေကြာလာတာနဲ့အမျှနမ်ဟာအလှပကိုဂရုစိုက်လာပြီးပိုပြီးလှလာခဲ့ပါတယ်။သူဟာအเจ้าရဲ့ drum major ဖြစ်လာတဲ့အထိနာမည်ကြီးလာခဲ့တယ်လို့ရှုံးရဲ့သူငယ်ချင်းဖြစ်တဲ့ Top ကတော့နမ်ကိုလိုက်လာခဲ့ပါတယ်။ဒါပေမဲ့နမ်ရဲ့စိတ်ထဲမှာတော့ရှုံးတယောက်ထဲသာရှိနေခဲ့တာမှာရှုံးကလည်းနမ်အပေါ်မှာတမျိုးလီဂယုစိုက်ပြီးမဲ့သူ့ရဲ့ခံစားချက်ကိုတော့ဘယ်တော့မှထုတ်မပြောခဲ့ပါဘူး။ကိုရန်နောက်ဆုံးနေ့မှာတော့နမ်ဟာတက်တိမွေးပြီးရှုံးကိုရေကူးကန်နာမှာသွားဖွင့်ပြောခဲ့ပါတယ်။ဒါပေမဲ့ဝမ်ဒဲစီရဲ့ကောင်းတာကရှုံးရဲ့အင်ဂျီပေါ်မှာပင်းနဲ့ရှုံးတို့ချစ်တူဖြစ်သွားကြပြီဆိုတဲ့စာသားကိုတွေ့လိုက်ရတာပါပဲ။နမ်တယောက်ရေဒီနဲ့ရေကူးကန်နဲ့ချော်ချသွားတဲ့အခန်းကတော့ပရိသတ်တိုင်းကိုတကယ်ကိုမိုးစေခဲ့တဲ့အခန်းပါပဲ။ဇလန်းရဲ့အကြီးမားဆုံး twist ကတော့တကယ်တော့ရှုံးဟာနမ်ကိုသူရုပ်ဆိုးနေကြတဲ့ကစပြီးချစ်ခဲ့တာပါ။သူဟာနမ်ရဲ့တပ်ပုံတွေကိုရှီဝတ်ရိုက်ကူးခဲ့တယ်လို့သူတို့နှစ်ယောက်ရဲ့အမှတ်တရတွေကို scrapbook ထဲမှာအသေးအချာတင်ထားခဲ့ပါတယ်။သူဟာသူ့သူငယ်ချင်း Top ကြောင့်နမ်ကိုဖွင့်မပြောနိုင်ပဲဝမ်းနဲ့စွာနဲ့ထားခဲ့ရသူဖြစ်နေတာပါ။9နှစ်ကြာပြီးနောက် TV အစီအစဉ်မှာပြန်ဆုံတဲ့အခန်း9နှစ်ကြာပြီးနောက်နမ်ဟာနာမည်ကြီးဒီဇိုင်နာတယောက်ဖြစ်လာခဲ့ပြီးရှုံးနဲ့ TV show တစ်ခုမှပြန်ဆုံခဲ့ပါတယ်။အကိုကြီးရှုံးမှာအိမ်တောင်ရှိပြီလားလို့နမ်ရဲ့မိခွန်းကိုကျွန်တော်တဆုံတယောက်အမေရိကကနေပြန်လာမဲ့အချိန်ကိုစောင့်နေတာပါဆိုတဲ့ရှုံးရဲ့အဖေနဲ့အတူပရိသတ်တွေပျော်ရွှင်စွာနဲ့ဇလန်းကပြီးဆုံးသွားပါတယ်။